ရှင်။ရှင်းလုံး channel လေးကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Scratch မှာ block လေးတွေကိုအသုံးပြုပြီးတော့ animation တွေ story လေးတွေကိုဘယ်လိုဖန်တီးမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။အခုဆိုရင်မြင်နေရတဲ့ animation တွေပါနော်။ဒါလေးကကြတော့ Scratch မှာ block လေးတွေကိုအသုံးပြုပြီးတော့ကိုယ်တိုင်ကုတ်လေးရေးပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်။ဒီဟာလေးဘယ်လိုအလုပ်လုပ်လဲဆိုတာကို green flag လေးကိုနှိပ်ပြီးတော့ကြည့်ကြည့်အောင်နော်။ဒါဆိုရင်တော့ညာဘက်ထောင်းမှာ green flag လေးကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ကားလေးကပေါ့နော်သူကဒီပေါ်မှာတွားနေတယ်ပေါ့နော်ကားတွားရဲ့ပုံစံလေးပေါ့ဟုတ်ပြီ green flag လေးကိုထပ်နှိပ်လိုက်တယ်ဆိုရင်သူကထပ်သွားတယ်ပေါ့အကယ်လို့ကယ်ရီမြန်မိတ်ဆွေတို့အနေနဲ့သူ့ကိုတွားနေနဲ့ရက်ချင်တယ်ဆိုရင်ဒီ stop button လေးကိုနှိပ်လိုက်တယ်ဆိုရင်ကားလေးကရပ်သွားမယ်ပေါ့ဟုတ်ပြီဒါဆိုရင်အခုလိုမျိုးဒီလို animation လေးကိုဖန်တီးဖို့အတွက် block လေးတွေကိုဘယ်လိုသုံးပြီးတော့ animation လေးဖန်တီးမလဲဆိုတာကိုကိုယ်တိုင်အတူတူကုတ်လေးရေးပြီးတော့လေ့လာကြည့်ကြရအောင်နော်ဆော့ဆော့ပြခဲ့တဲ့ project လေးကိုဖန်တီးဖို့အတွက် Scratch လေးကိုဖွင့်ပြီးသွားတဲ့အခါကျရင် project အသစ်လေးလုပ်ချင်တာဆိုတဲ့အတွက် plus sign လေးကိုနှိပ်ပြီးတော့မှ project အသစ်လေးကိုယူပါမယ်ဒါဆိုရင် Scratch ကိုစပြီးဖွင့်လိုက်တဲ့အခါမှာအမြဲတမ်းဒီ tick ဆိုတဲ့ character လေးက default အနေနဲ့အမြဲတမ်းပါလာပါတယ်ဒီမှာဒီ tick ဆိုတဲ့ character လေးကိုသုံးကြရမလို့ဒါကြောင့်မို့လို့သူ့ကိုဖြတ်ပြစ်မယ်ပေါ့နော်ဖြတ်တဲ့အခါမှာဘယ်လိုဖြတ်မလဲဆိုရင်တော့သူ့ရဲ့ပေါ်မှာ mouse လေးနဲ့ကြာကြာလေးဖိနှိပ်ထားပေးလိုက်ရင် cross sign လေးပေါ်တယ်ဒါလေးကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့ဆိုရင်ဒီမှာမရှိတော့ဘူးဟုတ်ပြီဒါဆိုရင်နောက်ထပ် character လေးအသစ်တစ်ခုကိုထည့်မယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီက plus ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင် character တွေအများကြီးကြာလာတဲ့အထဲကနေကိုလိုချင်တဲ့ character လေးကိုရွေးထည့်မယ်နော်ဒါဆိုရင်ဒီကနေ character လေးကိုရွေးလိုက်မယ်ကားလေးနဲ့ဆိုင်မှာဆိုတော့ဒီမှာကားလေးတွေပေါ့နော်ကိုကြိုက်တဲ့ကားပုံစံလေးယူလို့ရတယ်ဒီကားလေးကိုယူလိုက်နော်ယူပြီးသွားပြီဆိုရင်သူ့ကိုနှိပ်ပြီးသွားရင်အလဲကောင်အမှန်ချက်လေးကို tick လုပ်လိုက်မယ်ဆိုရင်ရပြီဒါဆိုရင်ဒီပေါ်မှာ character အနေနဲ့ကားလေးတစ်စီးရောက်လာပြီးတော့အခါကျရင် stage ရဲ့နောက်ခံ background ကိုလည်း change ချင်တယ်ဒါကြောင့်မို့လို့ background change ချင်တယ်ဆိုရင်ဒီပေါ်က change background ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ကဲနှိပ်ပြီးသွားပြီဆိုရင်ကိုလိုချင်တဲ့ background လေးကိုယူမယ်ပေါ့နော်ဒီမှာဒါလေးကိုနှိပ်လိုက်တယ်ပြီးသွားရင် tick လေးလုပ်လိုက်မယ်ဒါဆိုရင်တော့နောက်က background လေးလည်းချိန်သွားပြီပေါ့ကဲဟုတ်ပြီဒါဆိုရင် background လေးလည်းချိန်ပြီးသွားပြီ character အနေနဲ့ကားလေးတစ်ပြီးတော့ရပါပြီဒါပေမဲ့ဒီမှာကားကအရန်ကိုကြီးနေတယ်ဒါကြောင့်မို့လို့ကားကိုဘယ်လိုမျိုးပေးမလဲဒါဆိုရင်တော့ကျမတို့ကုတ်ရေးမယ် block ကုတ်လေးတွေကိုစပြီးတော့မှသုံးပါတော့မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ animation လေးတွေဖန်တီးတဲ့အခါမှာကျမတို့သိထားရမယ်block categories လေးတွေလည်းရှိပါတယ်ပေါ့နော် block categories တစ်ခုချင်းစီကသူ့ရဲ့နာမည်လေးတွေရှိတယ်အရင်ဆုံးနေနဲ့ကျွန်တော်ဒီအဝါရောင် color လေးနဲ့ block လေးရတော့ဒါကဘာ block လေးလဲဆိုရင်သူက start block လို့ခေါ်ပါတယ်တနည်းအားဖြင့် triggering block လို့လည်းခေါ်တယ်ဒီပေါ်နော် Scratch ရမှာကျွန်တော်တို့ animation တွေ story လေးကိုစကျင်တဲ့အခါမှာဆိုရင်ကျွန်တော်ကဒီ start block ဒီ block အဝါရောင်လေးကပုံလေးတွေကိုလာသုံးပြီးရပါတော့နော်သူတို့ကိုအမြဲတမ်းဘယ်မှာထားလဲဆိုရင်ကျွန်တော်တို့ဒီ project ရဲ့အစမှာထားရရှိပါတယ်ဒီကပြန်အောင် block လေးရကြတော့ဒါလေးရကြတော့ motion block လို့ခေါ်ပါတယ်character လေးတွေကို left to right ရေးခြင်းတဲ့အခါမှာ up and down ရေးခြင်းတဲ့အခါမှာနောက်တစ်ခု turn left turn right hop ပေါ့နော်ဆက်တဲ့ဖြစ်ဒီလိုမျိုးသုံးခြင်းတဲ့အခါမှာဆိုရင်ဒီ block လေးတွေကိုယူသုံးလို့ရပါတယ်နောက်တစ်ခု perfect color နဲ့ block လေးရကြတော့ဒါက look block လို့ခေါ်ပါတယ်ဟုတ်ပြီ character လေးတွေမှာ say ဆိုတဲ့စာသားလေးတွေပေါ့နော်စကားပြောတဲ့ပုံစံလေးတွေမြင်ခြင်းနဲ့သူရဲ့ size တွေကိုကြီးခြင်းနဲ့သေးခြင်းနဲ့ normal size ထားခြင်းနဲ့နောက်ခု height show ပေါ့နော်အဲ့လိုမျိုးလေးသုံးခြင်းတဲ့အခါမှာဆိုရင် perfect color လေးက block လေးသုံးလို့ရတယ်နောက်တစ်ခုကကြတော့ green color လေးကကြတော့ဒါကအတန်ပေါ့နော်အတန်နဲ့ပတ်သက်တဲ့ sound block လေးဖြစ်ပါတယ်အော်သူက ready made အတန်လေးကိုသုံးလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာပေါ့နော်ကိုယ့်ရဲ့ record လုပ်ထားတဲ့အတန်လေးကိုပြင်ချင်တယ်ဆိုရင်ဒီ mic ပုံစံလေးကိုနှိပ်ပြီးတော့ record button လေးကိုနှိပ်ပြီးတော့ mouse ကိုသုံးမယ်ဆိုရင်ဒါလေးကိုအတန်လေးတွေကိုစိုက်တဲ့အတန်လေးတွေကို record လုပ်ပြီးသုံးရတယ်နောက်တစ်ခုကကြတော့ဒါလေးကကြတော့ control block လို့ခေါ်ပါတယ်ဒီမှာရှိနေတဲ့ရေးထားတဲ့ block ကုတ်လေးတွေမှာကျွန်တော်ကအချိန်လေးတွေနဲ့ control လုပ်ချင်တာ wait second လေးထားချင်တယ်stop လုပ်ချင်တယ်ဒါမှမဟုတ်ရင်သူရဲ့ speed လေးပေါ့သတ်မှတ်ချင်တယ်နောက်ခု repeat တစ်ခါလုပ်စေချင်တယ်ဆိုရင်ဒီလိုမျိုးကြီးထိန်းချုပ်ချင်တဲ့အခါမှာ control block လေးကိုသုံးလို့ရတယ်နောက်ဆုံးတစ်ခုကကြတော့ end block လေးနော်သူကနှစ်ခုရှိရဲ့ and နဲ့ repeat forever နဲ့နော်ဒါကကြတော့သူတို့ဒီ block တွေရဲ့နောက်ဆုံးမှာအမြဲတမ်းထားရတဲ့ block တွေဖြစ်ပါတယ်
ဟုတ်ပြီဒါဆိုရင်ဒီ activity လေးမှာအမျိုးဆုံးအနေနဲ့ကားလေးကို size ကိုသိချင်တယ်သိချင်တာဆိုတဲ့အတွက်အမြင်နဲ့ဆိုင်တာမို့လို့ဒီက look flow လေးတွေကိုတွားမယ်တွားပြီးသွားရင်ဒါလေးက shrink ဆိုတဲ့အတွက် size ကိုခြုံတာဆိုတော့အဲ့ဒါလေးကိုအောက်ကို drag and drop ဆွဲယူလိုက်မယ်ယူပြီးသွားဆိုရင်တစ်ချက်နှိပ်မယ်တစ်ခါနှိပ်ရင်တစ်ခါတစ်ချက်တည်းနောက်တစ်ချက်ထပ်နှိပ်လိုက်တယ်ဆိုရင်နောက်တစ်ချက်တည်းအဲ့တော့ကိုကဒီလောက်ချာလုံလောက်ပြီဆိုရင်ကျွန်တော်တို့ဒီလောက်ပဲချလိုက်မယ်ကားလေးကိုကျွန်တော်ဒီလောက်မှနေရာချထားလိုက်ဒီလိုမျိုးနေရာချထားလိုက်ဟုတ်ပြီဒီဟာယူမလို့ကျွန်တော်ဆိုရင်ပြန်ပြီးတော့ဆက်ထည့်လိုက်ကဲအခုကျွန်မက green flag လေးကိုနှိပ်တဲ့အခါမှာကားသွားတဲ့ပုံစံလေးသွားချင်တာဆိုတဲ့အတွက် starting block ဖြစ်တဲ့ wire block လေးထဲမှာကျွန်မ green flag လေးကိုယူသုံးလိုက်ပုံပြီးသွားဆိုရင်ဒီကားလေးကို left to right သွားချင်တာဆိုတဲ့အတွက်သူ့ကို motion နဲ့ကိုသွားမယ်သွားပြီးတဲ့အခါမှာဒီဘက်ကဒီ block လေးပါနော်ဒါလေးက right block လေးပါ move right ဆိုတဲ့ block လေးကိုယူလိုက်တယ်ကဲgreen flag လေးကိုတစ်ခါနှိပ်တိုင်းတော့တစ်ချိန်သွားတယ်နော်အဲဆိုတဲ့အတွက်ကျွန်မသူ့ကို reset pattern လေးနှိပ်လိုက်ဟုတ်ပြီဒါဆိုရင်ဒီတစ်ခါနှိပ်မှတစ်ချိန်နဲ့သွားမှာဟုတ်ပြီဒီဘက်ကိုအမြင်လေးဒီဘက်ကိုရောက်တဲ့အထိသွားခြင်းနဲ့ဆိုရင်ကျွန်မတို့ကသူ့ကိုအဆိုရင်ဝိုင်းဝင်လာလေးကိုပြင်ချင်တယ်ဆိုရင်နှိပ်လိုက်တဲ့အခါမှာလမ်းပေါက်စီကနေပတ်ပေါ်လာတွေ့ရတယ်။အဲ့ဒီမှာကျွန်မကဝင်ရမဟုတ်ပဲ18ကိုကျွန်မပြင်တယ်နော်။ပြင်ပြီးသွားပြီဆိုရင်ကျွန်မ green flag ကိုနှိပ်ကြည့်တဲ့အခါမှာဒါလေးက18move ပေါ့နော်အကွက်လေး18နဲ့သူကဒီဘက်ကိုသွားတယ်ပါဟုတ်ပြီဒါလေးကိုကျွန်တော်က grip ကွက်လေးနဲ့ကြည့်အောင်ဟုတ်ပြီ grip ကွက်လေးကိုနှိပ်လိုက်မယ် reset ပြန်နှိပ်လိုက်မယ်နော်ကားလေးကိုမူကနေအောင်ပြန်ထားမယ်ဟုတ်ပြီကြည့်လိုက်မယ်ကားလေးကလောလောဆယ်ကြည့်အကွက်လေးမှာရှိနေတာဒီအကွက်ကနေဒီဘက်အကိုရောက်အောင်သူက18သွားရတယ်ဒါဆိုရင်ကျွန်တော် green flag လေးနှိပ်လိုက်မယ်ဒီအကွက်ကနေစပြီးတော့သူသွားလိုက်တာဒီကနေသွားရ18ရောက်တဲ့အခါကျရင်သူကရပ်သွားမယ်ဒါမှမဟုတ်ဘဲကျွန်တော်က 10 လို့ပါလို့ဒီမှာပြောင်းထားကြည့်လိုက်ရတယ်ဒီမှာ10လို့ပြောင်းထားကြည့်မယ်နော်โอเคပြီးသွားရင် green flag လေးကိုနှိပ်လိုက်မယ်10ဆိုရင်သူက10ရောက်တဲ့အခါမှာရပ်သွားမယ်ပေါ့နော်အဲ့တော့ကိုကဒီကနေဒီအထိကိုကိုသွားခြင်းတဲ့နေရာကိုဒီက grey ကွက်လေးကြည့်ပြီးတော့ဘယ်နှကွက်သွားရမှာလဲဆိုတာမျိုးကိုဘာလာကိုတွက်ပြီးတော့မှဒီမှာထည့်လို့ရတယ်ပေါ့နော်ဆိုရင်ကျွန်မက18ဆိုပြီးတော့မှပြန်ထားလိုက်မယ်ဟုတ်ပြီ grey ကွက်လေးကိုလည်းပြန်ချောက်လိုက်မယ်ပေါ့နော်ပြီးရင်ကားလေးကို reset မှပြန်ထားလိုက်ဟုတ်ပြီပြီးသွားပြီဆိုရင်နောက်ဆုံးအနေနဲ့ကျွန်မတို့က envelope လေးသုံးမှဆိုတဲ့အတွက်ဒီချိန်က envelope ကိုချွတ်ပုံမယ်ကဲဒါဆိုရင်နှိပ်ကြည့်လိုက်မယ်ကားလေးကဘယ်ကနေညောင်းသွားတယ်ဟုတ်ပြီဒါလေးကို presentation mode နဲ့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ presentation mode လေးကိုနှိပ်လိုက်မယ် green flag လေးနှိပ်လိုက်ဒါဆိုရင်တော့ကားလေးကဘယ်ကနေညောင်းကိုသွားနေတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပုံမှန် screen ကိုပြန်သွားမယ်အခုလိုမျိုးactivity လေးဖတ်နေပြီးသွားပြီဆိုရင်နာမည်လေးပေးမယ်နာမည်ပေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်ညာဘက်အပေါ်မှာရှိတဲ့အဝါရောင်လေး project information လေးကိုနှိပ်လိုက်အဲ့တော့ project name လေးကိုနောက်မှာစာလေးချပြပေးမယ်မှာကြတော့ right across the city ကိုပေးတယ်ဒါကိုစိုက်တဲ့နာမည်ပေးလို့ရတယ်ပါနော်ပြီးတော့ရင် plan လေးကိုတစ်လို့လိုက်ပြီးတော့ဆိုရင်ကျမတို့ဒီ project လေးကိုတင်ထားဖို့အတွက် home ဆိုတဲ့ screen ဒါလေးကိုပြင်နှိပ်ပေးတယ်home လေးကိုနှိပ်လိုက်ပြီးတဲ့အခါမှာကျမတို့ရဲ့ project လေးကိုသူ့ရဲ့ scratch ကြီးရတဲ့ဒီ screen မှာလည်းသူ့ရဲ့ပေါ့နော် application ထဲမှာလည်းစေထားလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့လုပ်ထားတဲ့ဖန်တီးထားတဲ့ drive across the city ဆိုတဲ့နည်းနဲ့ project လေးကိုတွေ့ရလိမ့်မယ်ဒါလေးကိုပြန်ဖွင့်ချင်တော့ကျွန်တော်တို့ modify လုပ်ချင်တယ်ပြန်ဖွင့်ချင်တယ်ဆိုရင်သူ့ကိုနှိပ်ပြီးတော့ပြန်ဖွင့်လိုက်မယ်ဆိုရင်သူ့ရဲ့ project လေးကိုကျွန်တော်ပြန်ပြီးတော့ရောက်သွားပါလိမ့်မယ်ဟုတ်ပြီနော်။ Okay ဒါကတော့ကျွန်မက Scratch ကိုသုံးပြီးတော့မှဖန်တီးထားတဲ့ animation လေးဖြစ်ပါတယ်။နောက်ထပ် Scratch နဲ့ပတ်သက်တဲ့ activity လေးတွေကိုလည်းထပ်ပြီးတော့သင်ပေးသွားမှာမို့လို့ကျွန်မရဲ့ channel လေးမှာဝင်ရောက်ကြည့်ရှုပြီးတော့လေ့လာနိုင်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။